소리အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ GBDAS Gaming Channel ပြန်လည်ကြိုဆိုလိုက်ပါဒီနေ့မှာကျွန်တော်ကိုဦးဤပေါရေးစီကနေထွက်ပြေးသွားတဲ့အပိုင်းက hard အမော်ဆော့ပြအောင်ပါဗောနော်အားလုံးပဲလိုက်ကြည့်ပေးကြပါကျွန်တော် hard ဆော့နေတယ်ကဲကျွန်တော်စရရ hard ဆိုတော့ခတ်သွားမယ်ထင်တယ်ဗျကဲကျွန်တော်သွားမယ်ဟာတဲ့လာရဟာဆိုရတာလေးတိုင်းနဲ့ပါလားတော့ရည်ဟာပြီးသွားဟာမြန်လိုက်လိုးရောင်ပြီးအောင်ပါဗျဟုတ်တယ်ကဲကျွန်တော်ဟာဆိုတော့ပုံမှန်နဲ့တော့မတူတော့ဘူးနော်ကျွန်တော်วันนี้ဗီဒီယိုမှားတင်မိပါတယ်အတွက်လည်းကြည့်တောင်းပန်ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပိုင်း2ကိုအပိုင်း1နဲ့ရောပြီးအပိုင်း2နှစ်ပုတ်တာမှားတင်မိပါပါနော်အဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော် easy ဆော့ပြတာပေါ့နော် easy ဆော့ပြရင်အပိုင်းပါတော့အပိုင်း10နဲ့မှားပြီးတော့အပိုင်း2ကိုပဲနှစ်ခါတောင်တင်မိပါပါတော့အဲ့ဒါတောင်းပန်ပါတယ်ဒီနေ့မှာတော့အဲ့ဒါကို FVO လည်းကျွန်တော်ပြန်ဖြတ်လိုက်ရပါတော့ဖြတ်ကျွန်တော်ပြန်လောက်ခံရပါတော့အမေပြောတာ dustbin ထဲမှာပဲရှိသေးတယ်တော်ခက်လိုက်ဟာပြီးသွားပြီဖုန်းရလည်းချစ်တယ်တော်သေးရဒါကြီးတက်နေပြီရောဟောဝိုင်လာလို့နေရတယ်ကောင်းရတယ်ဟောလာမတော်ကြတယ်နော်အေးငါမိုင်းနေပေါ်ပြုတ်ကြပြီးတေးလို့ရှင်မင်းတို့ရောတေးပြီးသားမှမရှိဘူးကဲဒါယူသွားလို့မယ်ဆိုတော့ဒါရကျွန်တော်အပြင်အတန်လေးနဲ့ပါဝိုင်းခွင့်လုပ်ပေးကြပါဘာဖြစ်လို့အပြင်မှာတောင်းရင်းနေကြရပါတော့အဲကြောင့်အပြင်အတန်လေးပါဝိုင်းခွင့်လုပ်ပေးကြပါကျွန်တော်ရင်တော့ဆို line မကောင်းဗျာဒီနေ့ကျမှမနေ့နဲ့ဒီနေ့ကျမှတူတူတန်တန် line နေကောင်းနေပါတော့ဦးဤပေါက်စိန်တော့ရမ်းနေမြန်ကိုဟာဘူးပြဟာမတော့သေးတမ်းမိပါဟာလေးဆိုင်နဲ့ဟာပေါ်မှာသွားပြီလေဒါမှလည်းကျွန်တော်ကတည့်ရတိုင်းအရှုံးပေးမှာမဟုတ်ပါဘူးစိတ်ရှိကျွန်တော်စိတ်ရရှိရပါဦးဤပေါက်စိန်ဒီခါတော့ငါ့ကိုမိမှာမဟုတ်တော့ကွာYes sir. Okay. ပေါ်တော့ရောက်ပြီဗျဟာမရိုင်းနာလေးသာကြောက်ရလေးသာငါအိမ်ကကြွတ်တိုင်းနဲ့အလေးသာကြိုးခိုက်ခိုင်းလိုက်တော့ဘာမှငါတို့ကလည်းကြွတ်စစ်တက်ရှိရကွာဒီမှာ10မိနစ်လောက်ကအစီပဲကုန်ပါမြင်တော့ဟေးမြင်တော့
ခေါ်တော့မပြီးရပါဘူးကွာဟာလုံးရံမြတ်လေးစားတွေကကျွန်တော်ဟက်ကိုတော့မစော့နိုင်တော့ဘူးထင်ပါတယ်သွားမယ်ကျွန်တော်မှာပဲခဏတက်နေပါစီတာဒီဟာလုတ်ပြန်ကဲဗီဒီယိုခဏရရမှာဘာဖြစ်လို့လဲဆိုတော့7 မိနစ်ကျော်သွားလို့ရှိရင်ကျွန်တော်ဗီဒီယိုတော့သူပြတ်သွားအောင်ဆိုလို့ပါနော်အဲ့တော့ဗီဒီယိုခဏရပြီးကျွန်တော်စူးစမ်းလိုက်ပါမယ်အဲ့တော့ပြန်တွေ့ကြမယ်ကြုံကြမ်းကဲကျွန်တော်ပြားပါပြီကျွန်တော်4-5လောက်တော့ပြေးသွားရပါနော်ဒီတော့မှာပဲဟာအိမ်နာမှာလည်းလေးစားရတတ်တာအိမ်နာမှာဘာလို့လေးစားတတ်တာရောမင်းတေးပေါက်တဲ့ချိန်ပြတ်သွားလို့အိမ်နာလည်းရေဆွဲပြီးသားဖြစ်သွားအိမ်နာရဲ့မှာလေးစားထားတာကြီးကြလုံးပါပြီတော့ကျွန်တော်ပတ်ကွာဆရာကြီးဒါလားပြောတော့မရှိသေးကျွန်တော်ခေါ်ပြရဟာတိအောင်ပြရသေးဘူးမင်းဒီလေးစားရတော်ဖြစ်ဒီနားကဦးတန်ကွင်းစုပ်စီရောက်တော့မှာနော်ဦးတန်ကွင်းစုပ်စီရောက်တော့မယ်ဆိုတော့ဆလာရဲဝေးဟုတ်ရတယ်လို့ချော်ရတယ်ဝါခုနကခေါင်းရည်ဦးလေအဲ့လိုဖြစ်ကဲတော့ဒီစံနဲ့ skip လိုက်ရမှာလို့လဲတော့9 မိနစ်ပဲ9 မိနစ်တော့ရှိနေဒီစံမရှိသေးအဲ့တော့ကြော်ပါမယ်အဲ့တော့ဟိုရောက်ပြန်နေမယ်လုံးကျွန်တော်ပြောအကဲကျွန်တော်ပြန်ရပြီပေါ့နော်အဲ့တော့ဒါဘယ်လိုလုပ်အောင်မလဲမသိတီဝါကြီးခိုးစီရပြကြကဲအဲ့တော့ဟိုနိုင်ရမှပြန်တွေ့ကဲကျွန်တော်ပြားပါပြီဟိုလည်းအရင်ခက်တယ်ဗျလင်းတော့မင်းအဲ့လိုကြောက်ချက်တဲ့ဦးလေကြီးအရင်ခက်တယ်ကျွန်တော်တို့ဆိုရတာတော့အရင်ခက်ပါတယ်9 မိနစ်တောင်ရှိနေပြန်ကျွန်တော်အခုမှဥစ္စာလို့ဆိုခံတော့မဟုတ်ဘူးစစ်တာကျွန်တော်ဒီပိုင်းမှာပဲပြစ်နေတော့ဖြစ်ပေါ့နော်ဗီဒီယို9 မိနစ်တောင်ရှိနေပြီဒီနားမှာပဲဆက်တက်နေလို့ရှိရင်7 မိနစ်ကျော်သွားလို့ရှိရင်ဒီတော့သူ့လိုရောက်ရတယ်ပဲမခုံလို့မရဘူးလား
ဒီခန်းလေးကြော်ပါမယ်ဘာဖြစ်လို့လဲ7မိနစ်တောင်ရောက်နေပြီပေါ့နော်အဲ့တော့ကြော်လိုက်ပါမယ်ကဲကျွန်တော်ကြော်လိုက်တာပေါ့နော်မီးလုံးရှိရခန်းကိုလည်းကြော်လိုက်ပါပြီကျွန်တော်ဥတန်ခွေးစွပ်စီရောက်လိုက်ပါတော့တော့စပါမယ်ဥတန်ခွေးစွပ်ကိုဆေးရပါဒီတော့ထောင်ရောက်နေရှိရပါရောဘာလို့လဲနေရလဲဒီတရားရပါစေစေဒါလေကဲတော့ကြော်ပါပဲဘာလို့လဲဆို17မိနစ်မို့ကွာကဲကြော်လိုက်ရအောင်ချီအောင်ကတော့ကျွန်တော်တို့တော့ဓာတ်တွေကတော့ပေးတာတော့တန်ကျူးပေါ်ကနေခုန်တက်ရပြတော်တော်မှရိုင်းနေကောဟာကန်တီလို့ကဲကျွန်တော်အဆင့်ကိုကြော်လာခဲ့ရပါတော့ဟုတ်တယ်ဥတ္တငွေတော့ခိုင်းရမ်းခက်တယ်ဗျကြောင်းနေတော့ရှိဟမ်ဘာလို့ပြောနေလဲစဟောအဆိုးသားရတော့တဲရီသွန်ဖြစ်ပါကဲဘောနော်ကဲကြော်ပါမယ်ကဲကျွန်တော် speed ဖို့ဒီခါကျ speed ဖို့တော့ဗျာ jump ဖို့ဖြစ်သွားပြီခေါ်ရရအောင်နော်အဲ့တော့ဒီခါနဲ့ကျွန်တော်ကြော်လိုက်ပါမယ်ဟုတ်တယ်ဆိုဗီဒီယိုရရရှိကဲကျွန်တော်ပြန်ပါပြီခုနတော့ဘာလို့ဟိုခန်းကတော့ရမ်းလွယ်ပါတယ်easy mode မှာခန့်အောင်မယ်ပါနော် find the letter ဒုက္ခမျိုးအဆအစိတ်ဝင်ရောကျွန်တော်လိကားရှာရေးပြန်လာခဲ့ပါမယ်ခဏကြော်လိုက်ကဲကျွန်တော်ဒီဒလက်ကြီးခါရရရပါနော်ဒီဒလက်ကလည်းကြော်ပါမယ်ကျွန်တော်ပါဘာလို့လဲကျွန်တော်ကြော်တယ်